ညီမလေးဘဲပြန်လာတာလဲ မဲလေးညီမလေးအင်းများသူဆိုင်ရာပစ္စည်းဝယ်ပြီးပြန်လာတာမမမဲမမညီမသတင်းကောင်းလေးတစ်ခုပြောစရာရှိတယ်မဲလေးဟိုတစ်ခေါက်ကမမနဲ့ညီမနဲ့အရင်တစ်ခေါက်သွားဝယ်တာလေးအဆိုင်လေးကို350ဘူးပြည့်သွားတော့ညီမလေးတို့ VIP ကပေးလိုက်တဲ့ပြင်စိတ်လုံးလေးလည်းငါတို့ထုပေးလိုက်တယ်လေမိုင်အခုညီမလေးနောက်တစ်ခုသွားဝယ်တာကို50ကျော်သွားလို့နောက်ထပ်စိတ်လုံးငါတို့လေးထုပေးလိုက်တော့ညီမလေးနှစ်ခုပေါင်းဆိုစိတ်လုံးပြည့်သွားတယ်လေမမိုင်အဲ့တော့သူကဒီမဲညီမလေးကိုဝယ်သားလက်ဆောင်3ချက်ချင်းပြန်ပေးလိုက်တယ်မမရဲ့မဲနောက်ကကြာရင်ဒီကက်ပြားလေးက expire တိတ်လည်းမရှိဘူးမမလည်းသုံးလို့ရတယ်ညီမလေးလည်းသုံးလို့ရတယ်မ ဟုတ်လား ဟုတ်တယ် နောက်တစ်ခါအမလည်းလေဆိုင်တွေကအများကြီးလို့ဝယ်တယ်နောက်တစ်ခါကြာလို့ရှိရင်အိမ်ဖက်လို့ဆိုင်မှာပဲသုံးရတော့မယ် ဟုတ်တယ်အဆိုင်ကြီးကအရန်ကောင်းတယ်မမရဲ့ နောက်ထပ်တငယ်ချင်းတွေလည်းညွှန်ပေးလိုက်အောင်နော်အမလည်းတော့ဝယ်ကြည့်အောင်မယ် အေးနည်းနည်းညွှန်ပေးလိုက်ညီမရဲ့ ကိုမမတို့ရေ350ဘိုးဝဲယူအားပေးတာနဲ့အင်းမြသူဆိုင်မှာ VIP ကတ်လေးရနေပြီနော်ရွှေဖြူပဲဝယ်ဝဲစိန်နဲ့ကြောက်တယ်ပဲဝယ်ဝဲအင်းမြသူနဲ့ဆိုစိတ်အေးရမယ်နော်